တို့ကိုကျွန်တော်တို့သတ်မှတ်ထားတဲ့သတ်မှတ်ထားမိတဲ့စီးတွေပေါင်းတွေရှိတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ဘယ်လိုကြော်လွှားကြမလဲအားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအားလုံးအကျိုးရှိမယ်ထင်လို့ကျွန်တော်မျှဝေသွားချင်ပါတယ်ဆိုတော့လူတစ်ယောက်ချင်းစီရဲ့ခေါင်းထဲမှာမမြင်ရတဲ့စီးတွေပေါင်းတွေရှိတဲ့ကြတယ်အဲ့ဒီအရာနဲ့ပတ်သက်ပြီးကျွန်တော်ပြောသွားချင်ပါတယ်ပထမဆုံးတစ်ချက်ကပါလဲဆိုတော့လူတော်တော်များများကငါကတော့စိတ်တူတတ်တယ်ငါကတော့ရှက်တတ်တယ်ဒါမျိုးကိုယ့်ကိုတစိမ့်ကတ်ထားတတ်ကြတယ်ဆိုတော့သိပ္ပံနည်းကျအရာတဲ့အုံနောက်က neuroplasticity ဆိုတဲ့ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကခမားမှာဘယ်လိုအကျဉ်းစိတ်ရိုက်မျိုးပဲရှိရှိလေ့ကျင့်ယူလို့ရတယ်ပြောင်းလဲယူလို့ရတယ်ဆိုတာကိုပြောချင်တာဒါနံပါတ်1ချက်နံပါတ်2ချက်ကကျွန်တော်တို့ရဲ့ mindset အတော်များများကပတ်ဝန်းကျင်ကရိုက်တွင်ထားကြတာများတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကဒီအရွယ်ရောက်ရင်ဒါဖြစ်ရမယ်โอเคဒီအလုပ်ကသိက္ခာရှိတယ်ဒီအလုပ်ကသိက္ခာမရှိဘူးစသဖြင့်သတ်မှတ်ထားကြတယ်ဗျပတ်ဝန်းကျင်ကတကယ်အောင်မြင်တဲ့လူတွေကကျတော့ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့စီးတွေထဲမှာမနေဘဲနဲ့ငါအတွက်ဘေဟာကအရေးကြီးတာလဲဘေဟာကအဓိကလဲအဲ့ဒါကိုမြင်အောင်ကြည့်ပြီးအာယုံစိုက်ပြီးလုပ်ကြတာများတယ်နံပါတ်3ချက်ကဘာလဲဆိုတော့ပြည့်စုံခြင်းနဲ့စိတ်ဆိုလိုတဲ့အဓိပ္ပာယ်ကအရာရာအစင်းတင်းဖြစ်မှစမယ်တို့အကောင်းဆုံးဖြစ်မှစမယ်တို့ဒါမျိုးအတွေးခေါ်တွေကရှေ့ကိုမရောက်စေဘူးဗျာတချို့ပြောကြတာရှိတယ်ပြုလို့လိုက်ခြင်းကရှိတာလေးနဲ့စတင်လိုက်ခြင်းကပြည့်စုံခြင်းထက်ပိုပြီးတော့အဓိပ္ပာယ်ရှိတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကမှားသွားရင်လည်းခမားသင်ခန်းစာရလိမ့်မယ်ဗျာခမားဘဝအတွက်အကျိုးရှိလိမ့်မယ်နံပါတ်4ချက်ကအချိန်ကိုစီမံခန့်ခွဲခြင်းမဟုတ်ဘဲနဲ့အာယုံစိုက်မှုကိုစီမံခန့်ခွဲခြင်းကအရေးကြီးတယ်လူတိုင်းမှာ24နာရီအတူတူရကြတယ်ရှိကြတယ်ဒါပေမဲ့ mindset ကောင်းတဲ့သူတွေကအချိန်ကိုနှမျောတာထက်သူတို့ရဲ့အာယုံစူးစိုက်မှုကိုပိုပြီးနှမျောကြတယ်အကျိုးမရှိတဲ့အသင်ဖြင်းတွေမလိုလားအပ်တဲ့ social media scroll လောက်တာတွေကိုအာယုံမစိုက်ဖဲနဲ့ကိုယ့်ရဲ့တိုးတက်မဲ့အရာတွေအပေါ်မှာအာယုံစိုက်ပြီးတော့လှုပ်ဆောင်ကြတာဆိုတော့ဒီအရာကအရန်ရေးကြည့်ပါတယ်ဒီအရာကိုလည်းမေ့နေလို့မရပါဘူးနံပါတ်5ချက်အဲ့ဒါကဘာလဲဆိုတော့ why ဆိုတဲ့စကားလုံးဘဝတိုးတက်ရေးလုပ်တဲ့အခါမှာဘာလုပ်ရမလဲဆိုတာထက်ဘာကြောင့်လုပ်တာလဲဆိုတာကအရေးကြီးတယ်အဲ့ဒါကိုမြင်အောင်ကြည့်ဖို့လိုတယ်ခမားမှာခိုင်မာတဲ့အကြောင်းပြချက်ဝိုင်းရှိရင်ဘယ်လိုအခက်ခဲပဲလာတွေ့ခမားကြော်ဖြတ်ချင်လိမ့်မယ်ကြော်ဖြတ်နိုင်စွမ်းရှိလိမ့်မယ်ခမားစိတ်လေးပြင်းပြနေလိမ့်မယ်ဆိုတော့ဝိုင်းကအရေးကြီးပါတယ်နံပါတ်6ချက်ကျေးဇူးတင်တဲ့ခြင်းဒါကဘာသာရေးမှမဟုတ်ဘူးကျွန်တော်ခဏပြောတယ်ဒီရနဲ့ပတ်သက်ပြီးအကောင်းမြင်စိတ်ရှိရမယ်ငါမှဘာမရှိတာလဲငါမှဘာတော့မရှိဘူးဆိုတာထက်ငါမှရှိတာကိုကျေးဇူးတင်တတ်ရမယ်ဂုဏ်ယူတတ်ရမယ်အဲ့လိုရှိခြင်းကအကောင်းမြင်စိတ်တွေရှိခြင်းကကိုယ့်ရဲ့စွမ်းရည်တွေကိုပိုပြီးတိုးတက်စေတယ်ဗျာဆိုတော့ဒီအရာကိုလည်းမေ့ထားလို့မရပါဘူးဒီနေ့ကျွန်တော်ပြောသွားတဲ့အချက်ကတော့အချက်6ချက်ဖြစ်ပါတယ်အခုကျွန်တော်ပြောထားတဲ့အချက်တွေကခင်ဗျားတို့mindset တွေကိုဒီတစ်စုံတစ်ခုရမယ်လို့မျှော်လင့်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘဝကိုအကောင်းဆုံးဖြတ်တန်းနိုင်ကြပါစေအလွယ်ကူဆုံးဖြတ်တန်းနိုင်ကြပါစေ